ယခုကျွန်တော်ဖတ်ပြပေးမှာကတော့ကာတွန်းစာရေးဆရာကြီးဆရာဆွေမင်းတနုပြူရေးသားထားတဲ့မြိုင်အားစာတွတ်ပြီးကျွန်ုပ်နဲ့ရွာเจ้าကခေါင်းလောင်းတန်းဆိုတဲ့ကာတွန်းစာအုပ်လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။နားဆင်ခန်းစားကြည့်ကြပါဦးခင်ဗျာ။အခန်း1ပတ်ဝန်းကျင်အတိုင်းဝိုင်းကရဲ့ပြောကျင်တာတွေလည်းပြောကြပါစေကွယ်။အထက်ကောင်းငယ်အာကာတခွင်ဝဲအုံမိုင်းကမိုးသားတိမ်လိပ်တို့ကတရရိပ်ဖြင့်ရွာတော့မယောင်ဟန်ရေးပြနေချပြီ။အနောက်တောင်စီကရွာမီဟန်ပြင်းမိုးတဲ့လေးနဲ့မောင်တိုင်းပင်လျင်စစ်မျက်နှာဖွင့်တိမ်ကိုလွင့်ငါနှင်းမိုးတဲ့လေးနဲ့တူပြန်လွန်လာသောတချင်းတန်ကကျွန်ုပ်ကိုကလူကြီးစဲနှိမ့်ဆက်နေတယ်လို့ရှိချေတော့၏ဒီမိုးတွေမှောင်တော့ပုံခုစရာရင်ခွင်ပြောက်ွယ်ရသည်မှာကျွန်ုပ်အတွက်အတန်ပင်ကြာခဲ့ပြီမဟုတ်ပါလောဥတုပီကြီးဒေါ်လေးမြင့်ပြန်မရောက်သေးဘူးလားမရောက်သေးပါဘူးကွယ်ဒေါ်လေးမြင့်ကုန်းပေါင်ရွာကသူ့ညီမဝမ်းခွဲနေမကောင်းလို့တည်င်းသွားမိတာကလည်းတလတောင်ကြော်ပြီနော်ဥတုပီဟုတ်ပါကွာဥတုပီကြီးတော့လွမ်းနေတော့မှာပဲဟုတ်ပါကတော့မျောနေတော့မှာပဲနော်ဟီမျောနေတာမဟုတ်ဘူးဟေးလွမ်းနေတာသိပလားဟဲရေရတယ်တော့ဒီစကားကြားခြင်း၍စနေသောလှရီတို့အုပ်စုကိုကျွန်ုပ်ခတ်ရွက်အဖြေပေးလိုက်ရင်ဆက်လျှောက်လာခဲ့၏တခိုးကိုတခွီခွီရေတန်တို့ကကျွန်ုပ်နောက်တွင်ပြန်လွင့်လို့ကြံရစ်ခဲ့၏တပည့်ကျော်ဘိုက်ကလေးကလည်းမတ်သိမြင်ကုန်းပေါင်ရွာသွားကြတဲ့ကအိမ်မကတ်တော့ပဲရွာတွင်းရှိအိမ်ပေါက်စစ်တို့လှဲ့ကစားတော့အိမ်ပြုတ်နေတော့၏ဟန်ကြလာပြီစွာဟဲဘိုက်ကလေးဒီညနေဒီမှာထမင်းစားမလို့တဲ့အဲ့ဒါရှင်တို့ကြက်သားဟင်းကိုညနေစာဖဲမနေနဲ့တော့အပြက်သာရှင်းလိုက်တော့စိတ်ချဟေးစိတ်ချစေတနာထားတယ်ကျွန်ုပ်မှာထမင်းချက်လျင်ပြော့တခါမာတလက်တခါတလေမနဲ့တနက်ကရှိသေးချေရာဟင်းဆိုလျင်ပြောစရာပင်လိုမီမထင်တော့ဘဲဥကိုစားမရအောင်ပြုတ်တဲ့အံ့ရောငပိနဲ့ပဲကြိတ်ရတော့မှာပဲစားရည်တောက်ရည်အခက်ခဲဖြစ်လာ၏ရွာတဲ့လက်ပတ်စားတော့ဖို့ကလည်းဘိုက်ကလေးတို့လိုလူငယ်မဟုတ်၍မသိတော့ပြန်နေရည်စားရည်အစမပြေတိုင်းမတ်သိမြင်ကိုသာနာနာမြစ်တာပို့တာမိနေတော့၏တခါတည်းပြန်မလာရင်လည်းအကောင်သားစီပီမီယူအတွက်နောက်တစ်ယောက်ယူရအောင်ခုတော့တရရိပ်ဖြင့်မဲတဲ့ထက်မဲလာနေသောမိုးတို့ကိုကြည့်ရင်ကျွန်ုပ်လည်းတောထဲဝင်ပြီးမူလအစီအစဉ်ကိုဖျက်သိမ်းလိုက်တော့၏အချိန်ကုန်လူပင်မန်းတော့အဖြစ်မခံကျင်တော့ဒီလူနေရင်သားကောင်ရှာဖို့တော့မလွယ်ဘူးဟောက်စားခြင်းမတ်သေးမြင်လည်းမရှိဘူးဆိုတော့ကပုံစားတွေက15ချက်တန်3ရက်ကိုစမ်းလိုက်ရင်ဂျုံတိုင်းရွာဤ4ရက်တစ်စီးလေးတို့ဈေးသွားရန်ဆုံးဖြတ်လိုက်၏စံတဘူးလောက်ဝယ်မယ်ပဲကြီးဟင်းလေးချက်အိမ်မှာရှိတဲ့ဆက်သားကြောက်လေးမီးဖုတ်လွှေ့ပြီးရင်မိုးအေးအေးနဲ့ကိုယ်ဟယ်လိုတက်စတီလူရပါခမညာလူလိုက်ကြဇမ်းပါခမညာခုလိုကြုံတော့ကြုံခဲ့4ရက်တစ်စီးနေ့လေးမှာဈေးသွားဈေးပြန်တရာကြီးလင်ပါရမီရှင်အပေါင်းတို့ကရွာလေလမ်းမကြီးနဲ့ချောင်းကူတရာလေးပြုတ်ပြနိုင်ဖို့အတွက်တကြက်တက်နိုင်၅ချက်တက်နိုင်လူတန်းသွားကြပါအောင်လို့နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်နေရပါတယ်ခမညာခုလိုစေတနာသုံးတန်ပြထမ်းပြီးလူတန်းရတဲ့အကျိုးကြောင့်မာကလူလင်သူတို့သားလို့နောက်ဘဝမှာတရားမင်းစည်းစိမ်နဲ့နတ်သမီးလေးတွေတစ်ဖက်900စံစားနိုင်တဲ့ကိုဖြစ်ရတယ်လို့ခုဘဝမှာလဲမရ10ယောက်တိမ်မြည်ပြီးရနိုင်တဲ့ကိုဖြစ်ကြပါစေခမညာစုတောင်းကောင်းတယ်သွားလူအောင်မဟာဘယ်လိုအလူခံတွေပါလိမ့်နော်ဟောခုဆိုစေတနာသုံးတန်ဥထိတ်မှာပန်းစင်ပြီးတော့ညီမလေးတယောက်ကလည်းအလူတော်ငွေ3ချက်ကိုလူဒန်းသွားရပြန်ပါပြီခမညာတာရုပါခမညာတာရုပါအဲ့ဒါလိုလူဒန်းရခြင်းကုသလကြောင့်ဝိတာခါကြောင်းမကြီးလိုသားတရားမြေးတဖြာနဲ့ပျော်ပျော်ကြီးနေနိုင်အောင်ယောက်ျား10ယောက်ရပြီးမွေးနိုင်စုတောင်းမသွားလို့တီးခံကြပါခမညာနင်းနမပဲယောက်ျား10ယောက်ပေးစားဈေးလေတွင်ထိုးထားသောအလူခံမန်းတ၌အလူခံနေသူပုဂ္ဂိုလ်တို့အားတွေ့လိုက်ရသောခဏကျွန်ုပ်မှာပါဇက်အဟောင်းသားဖြစ်သွားရတော့၏တောက်ကျူးနေဟေမဖြစ်လဲမခံနိုင်တော့ကြည့်ပါဦးမိတ်ဆွေဝေဖြူစင်ကျဲယောဂီတပတ်များဖြင့်ကြီးညိုပွဲအစင်းကိုဆောင်ကအလူခံနေကြသူများကဘိုက်ကလေးနှင့်စောတယ်မောင်မဟုတ်တုံလောဟောအခုဆိုရင်ရွာရှိပိုင်းကဥပမြင့်မှနေပြီးအနန္တ၅ပါးဥထိတ်မှထားပြီးအလူတော်ငွေ9ချက်ကိုဖြင့်လူတန်းလို့သွားပြန်ပါပြီခမညာတာရုပါခမညာတာရုပါဤသို့လူတန်းရခြင်းအကျိုးကြောင့်တရားမင်းကြီးဥမာကလိုခုဘဝမှာလဲမရ10ယောက်ရပြီးတကာလဟေ့ကောင်ဘိုက်ကလေးတိတ်လိုက်ဆန်းဘာဖြစ်လို့လဲဟိုကျွန်တော်စုပေးတာမကြိုက်လို့လားခမညာ
မကြိုက်တာမဟုတ်ဘူးကွာမတရားလို့ခမညာကျွန်တော်မတရားလို့ဟုတ်တယ်လေမင်းဟာကတစ်ကြက်လှူတဲ့လူလဲ10ယောက်နှစ်ကြက်လှူတဲ့လူလဲ10ယောက်ငါက9ကြက်လှူတဲ့ကောင်ကွာမတကအယောက်20လောက်တော့အော်ပေးရမှာပေါ့ကွာဟေးနောက်မှသူ့မိမမခင်မြင့်ဒီမှာကိုဘာမြင့်ကျုပ်ကုန်ကြားတယ်တော့ကြားတယ်ဒီမိမတယောက်ကိုတောင်ဝအောင်မကြွေးနိုင်မဲနဲ့နောက်မိမလူချင်းနေတဲ့ရှင်เจ้าကိုကျုပ်တိသွားပြီဒီလိုမရေငယ်ယူဖို့ကြံနေတဲ့လူမျိုးနဲ့မပေါက်နိုင်ဘူးကွာမဲတကြီးပါစီသွားပြီကွာမဲအောင်မရတယ်ကွာရတယ်နင်သွားလို့ကတော့ဘာမြင့်ကလည်းနောက်တယောက်ကိုဟောဒီလိုလက်ဖြောက်တီးပြီးယူလိုက်အောင်ပဲမှတ်ထားအော်ဒီလိုလားရတယ်လीကျုပ်ကလည်းရှင့်ကိုကြိုက်လို့ယူခဲ့တာမဟုတ်ဘူးလူကြီးတွေစိတ်ချမ်းသာအောင်ယူခဲ့ရတာကျုပ်ကိုဘယ်ဘဝရောက်ကြုံနေတဲ့ကျုပ်ရီးစားဟောင်းရှိတယ်ဆိုတာမှတ်ထားလိုက်စမ်းပါစကားဖြင့်မနိုင်တော့ပြီမို့ကိုဘာမြင့်တယောက်လက်ပါလာတော့ဤရီးစားဟောင်းအာကိုပြီးလင်းကိုအာခံခြင်းနဲ့မိမကဲကွာဟင်းကြည်စမ်းရှင်ကကျုပ်ကိုရိုက်တယ်ပေါ့လေခင်မြင့်နဲ့ဟေးတမြင့်နဲ့ရှိတယ်မိမလက်နဲ့ဆိုတာမျက်ရည်မဟုတ်ဘူးဆိုတာနင်သိသွားစေရမယ်ဟဲ့ဘာမြင့်ရဲ့ကဲအောင်မလေးဗျာသေပါပြီဗျာအလာလာလောက်ကြပါအောင်ဗျာဟေးအားလုံးရက်လိုက်ကြစမ်းဘာစီအတန်ကြားလိုက်ရသည်နှင့်လုံထွေတပ်ပုတ်နေကြသောကိုဘာမြင့်တို့လင်မယားရံပွဲမှာချက်ချင်းရပ်သွားတော့၏သူမဟုတ်ဘူးတကြီးသူဒီအလှခံမန်းတာမှာနင်ကြီးတော်ကြီးမင်္ဂလာဆောင်ဖို့အလှခံနေတာမဟုတ်ဘူးရကြိုးရွာကြိုးလုံနေတာဟဲ့ဒီမန်းတာရှေ့မှာလာပြီးရံဖြစ်တာဟာငါ့ကိုစော်ကားလိုက်တာပဲအလှခံနေတဲ့ပုံကိုလေးတွေကိုစော်ကားလိုက်တာပဲအာနိုးလာမို့ဒီလင်မယားကိုထိတ်တုံးခတ်ရက်စာတကြီးတို့ဖြင့်ခင်မင်းတို့လင်မယားမှာအယံမိတတ်ဖို့အာနိုးလာမိုးခေါ်ရနောက်သို့ဘိုက်ကလေးကိုမြစ်တာဖို့ရင်လိုက်ပါသွားကြတော့၏ဒင်းစုတောင်းဖို့မဟုတ်လို့ခုလိုဖြစ်ရတာဟုတ်ပါဒီနေ့အလှငွေဘယ်လောက်ရပြီလဲမရသေးဘူးတကြီးအေးလေဆောပါသေးတယ်ဈေးတောင်မကွဲသေးတဲ့ဟာဟိုလင်မယားကိုစူရတာနဲ့ဗိုက်တောင်စားလာပြီလူပြိုကြီးမုံဟင်းကားတပွဲသွားမှစမ်းကွာအကျော်နှစ်ခုဘဲဥတစ်လုံးမှထည့်ခဲ့ဟုတ်ကဲ့တကြီးကျွန်ုပ်လည်းအပြောင်းလဲကြီးပြောင်းလဲနေတော့တပည့်ကျော်ဘိုက်ကလေးကိုအံ့ဩစွာကြည့်ရင်မန်းတက်ရှိသူရောက်လာခဲ့ရတော့၏ဟာစတုတော့ပြည့်ထွက်မလို့လားအေးကွာပထမတော့တော့တဲ့ဝင်မလို့ပါပဲဒါပေမဲ့မိုးကရွာမဲ့ပုံမထွက်ဖြစ်တော့ပါဘူးဈေးထဲမှာပဲဟင်းချက်စရာလေးဝဲပြီးအိမ်ပြန်တော့မလို့ဒါနဲ့မင်းလည်းအိမ်ကိုကတ်တယ်မရှိဘူးအော်ဆရာတို့ရေရက်ကျိုးရွာကျိုးလုံနေရတယ်လေဒါနဲ့မင်းအမလည်းကြာလိုက်တာကွာမင်းကုန်းပေါင်ရွာလိုက်သွားကြည့်ပါအောင်လားဘာများဖြစ်နေလဲလို့ဆရာတို့လိုက်သွားလိုက်ပါဗျာကျွန်တော်ဒီမှာမအားသေးဘူးဘိုက်ကလေးကကျွန်ုပ်ကိုစကားစာဖြတ်ပြီးအတန်ချက်ဆက်ကိုတကောတကီဖြင့်စမ်းနေပြန်၏ဘာစီကမုံရင်းကားကိုပလုတ်ပလောင်စားရင်ကျွန်ုပ်ကိုလှမ်းကြည့်နေသဖြင့်ကျွန်ုပ်လည်းဘာစီထံသွားကလောကဝိပြုရတော့၏တကြီးနေကောင်းပါလေနော်ကောင်းပါတယ်ဒါနဲ့ခမရကဘယ်သွားမလို့လဲဩအမဲပြေထွက်မလာလို့ပါဗျာမိုးကစိတ်မချရတာနဲ့အိမ်ပြန်တော့မလို့ဟုတ်တာဗောကဲရွာလေချောင်းကူတရာပြန်ဖို့ခမရလည်းအလူငွေထည့်သွားလိုက်အောင်ဗျာဟုတ်ကဲ့ဒီတရားကိုကြောင်းဖွဲ့အမိလုပ်ပေးဖို့ဆရာလေးကိုကြည်နိုင်မြေတာရက်ခံထားတာကြာပြီလှုပ်အားပေးပွဲကြရင်လဲမပြတ်မကွက်လာခဲ့အောင်တော့ဥတို့ပြီစိတ်ချပါတကြီးရဲ့ရက်ရေးရွာရေးဘယ်လဲနေပါမလဲတကြီးပါစီကမုံပကံကိုအပိတက်ပြီးရင်နွေးချမ်းတစ်ခွက်ကိုငှဲ့တော့လိုက်၏ကောင်းတယ်ကဲအလူငွေထက်ဘိုက်ကလေးဥတို့ပြီထဲတဲ့အလူငွေကိုကြီးညာလိုက်စမ်းပါအောင်ဟာကျွန်ုပ်လည်းတကြီးပါစီဤစကားကြောင့်မနေသားတော့ပဲအလူကံဖလားတဲ့သူ15ကျပ်တန်တရွက်ကိုထည့်လိုက်ရ၏ဩဥတို့ပြီကလည်း15ကျပ်ထဲလုံးမနေပါနဲ့ယတနာ3ပါးဖြစ်သွားအောင်နောက်ထပ်15ကျပ်ထပ်ထည့်လိုက်ကိုဝမ်းနာကိုသာတိသည်ကျွန်ုပ်ရှိ15ကျပ်တန်3ရွက်မှာမတ်သိမြင်ထားခဲ့သည်များတွင်နောက်ဆုံးလက်ကြံဖြစ်၏စေတနာမပါတော့တော့လေတကြီးပါစီစကားကိုမလွန်ဆန်ဝင်ရကနောက်ထပ်15ကျပ်တန်ကိုမျက်စိမိတ်ကထည့်လိုက်ရတော့၏သာဓုနောင်ကိုလည်းဒီထမကလူနံတန်းနိုင်ပါစေဗျာကဲကျွန်ုပ်လည်းဆရာလေးကိုကြည်နိုင်နဲ့ချိန်ထားတာရှိသေးလို့တွားလိုက်အောင်မယ်ဗျို့ဟုတ်ကဲ့ဘိုက်ကလေးမိုးမရွာခင်လေးရသလောက်လူခံလိုက်အောင်ဟေးအော်မုံဟင်းကားဖို့လည်းရှင်းလိုက်အောင်တော့ဟုတ်ကဲ့တကြီးပါစီကပြောဆိုနဲ့မန်းတာအပြင်သို့ခါတုတ်ထွက်သွားချီတော့၏
ဘိုက်ကလေးကမလန့်မကန့်မုံဟင်းကားဆိုင်ကိုမုံဟင်းကားဖို့ရှင်းရန်လှမ်းခေါ်၏မုံဟင်းကားတဲ့မုံဖို့ဘယ်လောက်ကြလဲဟေးပိတ်ဆက်ရှင်းမယ်လာပြီအကျိုးနှစ်ခုက8ကျပ်ဘဲဦးက12ကျပ်မုံတပွဲက30ဆိုတော့30ကျတယ်ကိုဘိုက်ကလေးဘိုက်ကလေးကအလူကန်ခွက်ထဲမှာကျွန်ုပ်လှူထားသော15ကျပ်တန်2ရွက်ကိုနှိုက်ယူကာမုံဟင်းကားတဲ့အားပေးလိုက်၏ကျွန်ုပ်မှာဘိုက်ကလေး၏အပြုတ်မှုကြောင့်စိတ်ကတိကောက်အောင်ဖြစ်ရတော့၏လမ်းအတွက်တရားအတွက်ကျွန်ုပ်မျက်စိမိတ်လှူလိုက်ရသောငွေ30ကယခုမူမုံဟင်းကားတဲ့ချွေးကန်အင်ကြီးတဲ့ရောက်သွားချပြီသည်ဟာဟေးဘိုက်ကလေးဟင်အလူကန်ခွက်ထဲကဒီလိုပဲယူပေးလို့ရသလားကွာဟမ်ဘိုက်ကလေးကတော့ခက်အေးပင်ရပါတယ်ဘာဖြစ်လို့လဲကျွန်တော်တို့လည်းမနေ့ကမုံဟင်းကားတစ်ပွဲကောင်းငင်းမောင်းတဲ့အကျော်နဲ့စပြီးပြီလေဟင်တကြီးကလည်းခွင့်ပြုထားပြီးသားပါဧကန်စိတ်လေးတော့သုံးပါတဲ့ဘယ်လိုပုံကိုယ်တွေကိုများဧကန်နေသေးလို့လဲဟာဟမ်ကူလီဟဲကောင်းပါကွာဒါဆိုတကြီးလေဧကန်စိတ်နေပေါ့လေဒါပေါ့ဗျကျွန်ုပ်လည်းစိတ်ပြက်လက်ပြက်ဖြင့်နာနဲ့စာအတွက်စံတပူးဝဲကပြန်ခဲ့ချီတော့၏အော်အလှကန်ဒါကြောင့်မို့ဝန်းကျင်ကဝေဖန်ကြတာကိုကျွန်ုပ်ထွက်ခွာလာချိန်လော့စပီကာမှဖွင့်သည့်အတန်ကပတ်ဝန်းကျင်အတိုင်းဝိုင်းငါရဲ့ပြောချင်တာတွေလဲပြောကြပါစေကွယ်